နာမည်ကြီး Japanese BL series တစ်ခုဖြစ်တဲ့ My Life Mishap တွေကချစ်မွေးလေး Michi E Deshung စုခဲ့ကြောင်းပရိသတ်ကြီးရဲ့ဒီနေ့မှာဆိုရင်တော့ Japan BL series တွေတရားမှာနာမည်ကြီး series တစ်ခုဖြစ်တဲ့ My Life Mishap ဆိုတဲ့ series တွေကပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ခဲ့တဲ့ချစ်စရာကောင်းငယ်လေး Michi E Deshung စုခဲ့ကြောင်းကိုပြောပြပေးချင်ပါတယ်။ Michi လေးဟာဆိုရင်တော့ My Life Mishap ဇလန်တွေကချစ်စရာကောင်းတဲ့အာယုခိဖြစ်တဲ့တကမ္ဘာလုံးက BL ပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ခဲ့တဲ့သူလေးပါ။မီချီလီရော2002ခုနှစ်ဇူလိုင်လ25ရက်နေ့မှာဂျပန်နိုင်ငံအိုဆာကာမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူပါလီယိုချင်းသေးရာသီဘွားဖြစ်ပြီးသွေးမျိုးစားတော့အိုသွေးပါ2014ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာနာမည်ကြီး entertainment တစ်ခုဖြစ်တဲ့ Johnny and Associates ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Johnny ကိုဝင်ရတဲ့အကြောင်းရင်းကတော့သူရန်ကိုသဘောကျတဲ့အမှုပညာရှင်ယာမာဒါရှော့ဆုခဲကြောင့်ပဲဖြစ်ပါတယ်လေ။တကယ်ကို fan boy လေးပါပဲနော်။မီချီလီယာဆိုရင်တော့နာနီဝါတန်ရှိဆိုတဲ့ Japanese boy group တစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါသေးတယ်။နာနီဝါတာရှိယာဆိုရင်တော့2021ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာဒီဘက်ခဲ့တဲ့ boy band တစ်ခုဖြစ်ပါတယ်။အဖွဲ့ထဲမှာဆိုရင်တော့မီချီလီရဲ့ကိုစားပြုအယောင်ကတော့ပန်းရောင်ပါတယ်ရှင်။မီချီလီရဲ့အကြိုက်ဆုံးအယောင်တွေကတော့အနီရောင်နဲ့ပန်းရောင်ပါ။ skateboard စီးရတာတွေကိုဝါသနာပါပြီးတော့ဒေါ်ကီဘောကစားတာကိုလည်းနှစ်သက်တဲ့သူလေးပါ။မီချီယာသူ့ရဲ့အားသာချက်ကတော့ရှက်ရွံ့ခြင်းမရှိတာပါတယ်လေ။မီချီယာအမြင်အာရုံတော့အားနေပါတဲ့ရှင်။မီချီမာမွေးခြင်းအနေနဲ့အမနှစ်ယောက်ရှိပြီးတော့သူကမိသားစုတွေမှာတူတီတော့တားယောက်ကြားလေးပါသူကတရိတ်ဆန်လေးကိုချက်တက်တဲ့သူဖြစ်ပြီးတော့မီနီရဲချာတက်ရှင်အမျိုးအစားခွေးလေးတစ်ကောင်လည်းမွေးထားပါသေးတယ်မီချီလေးဟာဆိုတော့ကလေးတယောက်ဆောင်ဖြစ်ခဲ့တဲ့သူလေးဖြစ်တဲ့ပြင်အစိုးရတယောက်ဆောင်ပိုင်းမှာထူးချွန်တဲ့သူလေးပါသူပါဝင်ခဲ့တဲ့နာမည်ကြီးဇလန်တွဲရီဟာဆိုရင်တော့ Becoming Mother Haha Ninaro 2017 Absolute Zero Where Have My Cat Gone Younger Boyfriend BG Personal Boricak Season 2 CO High School Manx Story for My House စတဲ့ဇလန်တွဲတွေမှာပါဝင်ခဲ့ပြီးတော့အထူးသဖြင့် My Life Mishap ဆိုတဲ့ BL series ထဲမှာအာယုခိဆိုတဲ့ဇာတ်ကောင်လေးနဲ့ပါဝင်ခဲ့ပါတယ်။သူရဲ့ချစ်ဖို့ကောင်းပြီးရိုးသားတဲ့တရုပ်ဆောင်မှုတွေကြောင့်ဒီကမ္ဘာလုံးကပရိသတ်တွေရဲ့နှလုံးသားတွေကိုအလွယ်တကူသိမ်းယူခဲ့တဲ့သူလေးပါ။မီချီအဲဒရှုံစုခဲရဲ့နောက်ထပ်တောက်ပလာမယ့်အမှုပညာလှုပ်ရှားမှုတွေကိုလည်းအတူတူဆက်လက်အားပေးပြီးတော့စောင့်ကြည့်ကြရအောင်ပါလားရှင်။